အားလုံးပဲမင်္ဂလာပါရှင်ရိုးရိုးလေးကချင်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့အိမ်မလွယ်လွယ်ကူကူနဲ့လှူစားလို့ရတဲ့ရှက်ချင်လုံနည်းလေးကိုလာမျှဝေပေးတာဖြစ်ပါရရှင်ဒီနေ့လေးကလေသူတို့အိမ်မှာအဖွားလို့ကျွေးနေကြနည်းလေးပေါ့နော်လောရတာကလည်းလွယ်ကူပြီးတော့စားလို့အရန်ကောင်းတဲ့နည်းလေးပဲဖြစ်ပါရရှင်ရှက်ချင်လောက်တာလေပေါင်ရင်ပစ္စည်းအများကြီးမလို့ပေါ့နော်အသားနဲ့ထားတဲ့ရှက်ရဲ့ထမင်းရည်နဲ့စားပဲလိုပါရရှင်အသားနေထားတဲ့ရှက်ကိုသူတို့စားနဲ့အရင်နဲ့ပေးမယ်နော်စားဝေးအောင်လို့နေပြီးတော့နှက်ထားလိုက်ပါမယ်ရှင်။ရှက်ကိုစားနဲ့နှက်ထားတော့မှသူတို့ရှက်ချင်ကိုလေပြပြလေးဖြစ်အောင်လို့ထမင်းကျန်းထည့်မယ်ပေါ့နော်။ထမင်းကျန်းကိုလည်းစားနဲ့ညံ့နေအောင်လို့နှက်ထားလိုက်မယ်နော်။ပြီးရင်တော့ထမင်းရည်လေးထည့်မယ်။ဆန်မြုပ်လေးနဲ့လုပ်မယ်ဆိုလို့ရှိရင်လေဒီနေရာမှာစားလေးထည့်လိုက်ရုံပဲပေါ့နော်။ဆန်မြုပ်လေးနဲ့လုပ်တာကလေပို့ပြီးတော့အရသာကောင်းတယ်။စကားလေးနဲ့စစ်ပြီးရင်တော့ဒီလိုပြပြနှစ်နှစ်ရှိတဲ့ထမင်းရည်လေးရပါပြီရှင်။ပြီးရင်တော့ခုနကစားနဲ့နှက်ထားတဲ့ရှက်ကိုထည့်မယ်နော်။ရှက်ချင်လောက်တာလေအဓိကစားပေါ့နော်။စားနဲ့ရင်လည်းအရသာမရှိဘဲနဲ့အချင်းရပြတ်တက်တယ်။စားထက်တာများလို့ရှိရင်လည်းချင်းနဲ့ရက်ကကြာပြီးတော့လေညံတက်တယ်ပေါ့နော်။ဒီနေရာမှာစားလေးကိုတော့ချိန်ပြီးတော့ထည့်ရပါတယ်ရှင်။ပြီးရင်တော့လေလုံနဲ့ဘူးတဲ့ထည့်ပြီးတော့လေ3ရက်လောက်ထားလိုက်မယ်နော်။ဆွေရလေမနဲ့ဆိုလို့ရှိရင်တော့နေလေးခဏထုတ်ပြထားလိုက်တယ်ချင်းသိပ်ထားလိုက်တာ3ရက်မြောက်နေ့မှာတော့ရှက်ကအပေါ်ရောက်ပြီးတော့လေထမင်းရည်လေးတွေကအောက်မှာအနေကျနေပြီဆိုလို့ရှိရင်တော့ဆွေတို့ရဲ့ရှက်ချင်လေးကချင်းပြီပေါ့နော်အဖုံးလေးဖွင့်လိုက်တာရှက်ချင်အနက်လေးကမှုေးနေရပဲတိတ်ထားတဲ့ရှက်ချင်လေးလည်းရပြီဆိုတော့လေဆွေတို့မုတ်ဖက်လေးနဲ့တုပ်စားကြမယ်နော်ဒီနေ့အိမ်မှာကလေးတွေကလည်းလှုပ်အားပေးကြတာဆိုတော့ဆွေရှက်ချင်မုတ်ဖက်တုပ်လေးတုပ်ကြည့်ပါမယ်ရှင်မုတ်ဖက်တုပ်လေးနဲ့တွဲပြီးစားလို့ရအောင်လို့ဆွေကလေပလာတူးလေး3កောင်ပအုံးရီလေးနဲ့ပြုတ်ထားလိုက်ပါရဲ့ရှင်ရှက်ချင်မုတ်ဖက်တုပ်ဆက်လေးစားပြီးလို့ရှိရင်လေငါးပြုတ်လေးတောက်လို့ရှိရင်တော့အဆက်ပြေတယ်ပေါ့နော်အရသာကိုတော့စားအရသာမှုနဲ့အချုံမှုလေးထည့်မယ်နော်ငါးပြုတ်လေးလည်းရပြီဆိုတော့လေဆိုတော့ရှက်ချင်မုတ်ဖက်တုတ်တဲ့ထည့်မယ်ပါရင်ပစ္စည်းလေးတွေကိုလည်းအသေးပေးထားလိုက်မယ်နော်ရှက်ချင်ကိုလေတခါတည်းစားမကုန်ဘူးဆိုလို့ရှိရင်ရေခဲတစ်တာတဲ့ထည့်ထားမယ်ဆိုလို့ရှိရင်တော့တတအထားခံနေပေါ့နော်ဆိုတော့အိမ်မှာလေရှက်ချင်ကိုအပြင်မှာတိတ်မဝယ်စားဖြစ်ဘူးပေါ့နော်ရှက်အဆင်ပြေလို့ရှိရင်တော့ဒီလိုတအိမ်စားလေးလုပ်စားဖြစ်တယ်ပေါ့နော်ရှက်ချင်တဲ့ကိုလှီထားတဲ့စက်သွန်နေနဲ့ငွေသီးစိမ့်ထည့်မယ်ပြီးလို့ရှိရင်တော့အချုံမို့အနှဲငယ်ထည့်ပါမယ်ရှင်အနက်လေးမွေးအောင်လို့ငွေသီးလော်မို့လေးထည့်ပါမယ်တံမြာရင်လေးပါညှက်ထည့်လိုက်ပါမယ်ရှင်ဆွေမကလေအချင်းကအနေတော်လေးပဲဆိုတော့တံမြာရင်လေးထည့်ထားလိုက်တယ်လှီထားတဲ့နန်းနန်းမင်းလေးထည့်ပြီးရင်တော့အရန်ဆောက်လို့ကောင်းတဲ့ချက်ချင်းတုပ်လေးရပါပြီရှင်အနက်လေးကမှုေးနေရပဲဒါဆိုဆွေတို့မုတ်ဖက်တဲ့ထည့်ပြီးတော့တုံးမယ်နော်အရင်ရွှဲလေးစားခြင်းနဲ့ဆိုလို့ရှိရင်တော့ချက်ရှိလေးများများထည့်ပေါ့နော်အားလုံးကိုတပသွားအောင်လို့နေလိုက်ပါမယ်ရှင်နေရင်းနဲ့လေချက်ချင်အနက်လေးကတော့မှုေးနေရပဲရှင်အနက်လေးမွေးပြီးတော့စားလိုက်လို့ရှိရင်လေချင်ကန်ဆက်အရသာလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်အနက်လေးမွေးပြီးတော့ချင်ကန်ဆက်အရသာရှိတဲ့ချက်ချင်မုတ်ဖက်တုပ်လေးစားကြပါအောင်ရှင်ချက်ချင်မုတ်ဖက်တုပ်ကိုလေဆွေတို့ဒီဘက်ဖက်မှာဆိုလို့ရှိရင်တော့မနက်စာနဲ့နေ့လယ်နေခင်းတွေမှာအစာပြေနေတဲ့အများဆုံးစားကြရတယ်ပေါ့နော်အနက်လေးကမွေးပြီးတော့စားလိုက်ရင်ချင်ကန်ဆက်အရသာလေးနဲ့လေတော်တော်လေးစားလို့ကောင်းတယ်
အိမ်မှာလောရတာလွယ်ကူပြီးတော့စားလို့ကောင်းတဲ့ချက်ချင်းမပတ်တုံနည်းလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်ဘိုင်ဘိုင်